တွေ့ဆုံရတွေလာလေးရဲ့ပျော်ရွှင်စွာကွယ်တူတူလေးတစ်ချက်ရဲ့ကလေးများဝဲဝါတွေပြောင်းလဲခဲ့ပြီလေဒီတစ်နှစ်အတွင်းဝဲအဖော်မပါတော့လေဧပြီဟောကိုတွေ့ကြည့်ချင်လို့နေဘယ်မှာလဲကွယ်မဝေးကွယ်တဲ့ကကြီးစကားလေးမတီးသူရဲ့ဘယ်နေရာကိုသူရှောင်ပဲနိုင်ပါသူဆို